ရန်ကုန်မြို့ပတ်ရထားစီးမှာဖြစ်ပါတယ်ကျွန်တော်နောက်မှလည်းတားမယ်ပေါ့ရောက်ပါပြီIn a stalemate, man was no. Rock in a hard place, it's battery control. ရောက်တော့ပြီရောက်တော့ပြီဒီနေ့ကတော့ကျွန်တော်တို့ DMA ပေါ့နော်ရန်ကုန်မြို့ပတ်ရထားစီးမှာဖြစ်ပါတယ်ကျွန်တော်အခုတရားလေးဖူးတာမှာပေါ့နော်အမြဲနောက်ကြကျွန်တော်ကားမသိဘူးပေါ့အမြဲတော့အမြဲနောက်ကြတယ်လို့အပြင်တော့ရင်အမြဲတမ်းအဲ့လိုနောက်ကြဘယ်ခီးသွားတာအဲ့ဒီဘာရောမုန်းနေရောအများကြီးထိုင်ပြီးတော့စားရတာလူချက်မလားမသိဘူးဘာလို့ကြင်မလဲထားလာနေပါပြီတလင်းကနေနေတော့နေရာရောက်မျောလင်းနေနေရာရမယ်ဘာမှမလဲကံပဲကံပဲအဲ့ဒီနေ့တော့လာပြေးပါရောက်ပါပြီစွန်းတော်မြစ်တင်တန်းတော့ဘုရားကြီးပို့ရဟောပြီးရောအနီးကျတာဝေးရရတာလေယုံကြည်ရောက်ပြီမလားဆင်းရတော့မှာဆင်းရတော့မှာအဲ့ရောက်တော့ပါပြီရောက်တော့ပါပြီကိစ္စမှာဘုရားကြီးကိစ္စမှာမသိဘူးဘာသာလည်းမစောင့်နေရအော်သူကချက်ပြီးနောက်ရထားဖြတ်ဖို့အဲပြန်ချက်တမိုင်းကိုလိုက်ခဲ့ပါလားအေးသွားမှာကွာဟိုတော့ဘာမှမသွားမှာလေဘယ်မှာလုပ်လဲမရွှေရထားစီနေမေးတော့နော်ကြည်လာလို့လားစမွေးနေအဲ့ချီကြည်လာလို့လားမရှိနေပြီဟမ်ကြည်လာလို့လားကြည်လာโอเคသွားမယ်ဆက်သွားမယ်ရန်နေတာနဘေးလောက်ပါနဘေးမလောက်တတ်ဘူးဘလို့မြင်နေပြီဘုံမှာလည်းရှိဟောချွဲတဲ့မျက်နှာဘေးလို့ပါလို့ပေါ့တော့ဒီတိုင်းတီနေကြောက်စီညနေလေးကြောက်တာကျွန်တော်ကလေဓာတ်မဘယ်တော့မှမရစိတ်ဆင်းရဲလို့ကျွန်တော်ဟိုရိုက်ပြီးကိုယ်မယ်လေငါမရိုက်ဟိုကိုကဒီရိုက်လို့မရတာယူအတင်းရိုက်နေစိတ်ဆင်းရဲတယ်ကွာငါဒါလေးတော့ငါပုံလားငါလှအောင်ရိုက်တယ်ဘူးဆိုစိတ်ဆင်းရဲအဲ့တော့
ဘာပဲမရိုက်ဘူးဗျာကျွန်တော်ဓာတ်ပုံမရိုက်ဘူးကျွန်တော်ဗီဒီယိုရိုက်တာစိတ်ရမ်းတာဗီဒီယိုရိုက်တာစိတ်ရမ်းတာဓာတ်ပုံတော့မရိုက်ဓာတ်ပုံရိုက်တယ်ရိုက်လည်းမရိုက်တယ်ဘူးကိုယ်တိုင်လည်းမရိုက်တယ်ဘူးသူများရိုက်ပြီးတယ် post မပေးတယ်ဘူးအဲ့တော့ဘာဖြစ်လဲဓာတ်ပုံမရိုက်ဘူးရောဗီဒီယိုရိုက်တယ်